ဒါကအမျိုးသမီးတွေတာနေထိုင်တဲ့ရွာတစ်ရွာဖြစ်ပါတယ်။ညာတိုင်းလှပတဲ့အမျိုးသမီးတွေကသူတို့တကားဝမှာမိဘုံဒီတစ်လုံးချိတ်ဆွဲထားလေးရှိတယ်။မိဘုံကိုဆွဲဖြုတ်တဲ့ဘဲအပြင်လူယောက်ျားမဆိုအတွင်းထဲကိုဝင်ရောက်နိုင်ပါတယ်။အတွင်းထဲမှာသူတို့ဘာလုပ်ကြတယ်လဲဆိုတာကိုဘယ်သူမှမသိခဲ့ပေမဲ့ယောက်ျားတိုင်းကတော့အတွင်းကဝန်ဆောင်မှုတွေကိုအရန်ကျင့်ခဲ့ကြပါတယ်။သိချင်စိတ်ကြောင့်ဘွဲရခါစလူငယ်တယောက်နဲ့သူ့တငယ်ချင်းကလည်းစမ်းတက်ကြည့်ချင်ခဲ့ကြတယ်။သူတို့ကရွာမှာလှုပ်ဝက်ချက်တစ်ခုခုရှိသလားဆိုတာကိုရှာဖွေဖို့လည်းကြံရွယ်ခဲ့ကြတယ်။သူတို့ရွာထဲကိုဝင်သွားတရုတ်ရိုးရာဝတ်စုံဝတ်ဆင်ထားပြီးခြေကောက်သွားခဲ့တဲ့ကောင်မလေးတစ်ယောက်ကိုတွေ့မြင်ခဲ့ရပါတယ်။လူငယ်ကကောင်မလေးကိုချက်ချင်းထောက်ပံ့ပေးပြီးသူ့ခြေထောက်ကိုပို့တက်ကူညီပေးခဲ့ပါတယ်။ကောင်မလေးကသူတို့ရဲ့အကူအညီအတွက်ကျေးဇူးတင်ပြီးသူတို့ကိုထဲမဝင်ဖို့ကျင်နာစွာတတိပေးခဲ့ပါတယ်။လူငယ်ကဘာလို့လဲလို့မေးခဲ့ပေမဲ့ကောင်မလေးကအဖြေပေးဖို့ညှင်းဆိုခဲ့ပြီးသူတို့ကိုအမြန်ထွက်ခွာသွားဖို့သာတိုက်တွန်းခဲ့ပါတယ်။လူငယ်ကရွာနဲ့ပတ်သက်ပြီးထူးဆန်းတာတစ်ခုခုရှိနေကြောင်းသဘောပေါက်သွားပြီးမထွက်ခွာခင်မှာမိဘုံညီတွေရဲ့လှုပ်ဝက်ချက်ကိုစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီညမှာရွာထဲကအိမ်တိုင်းမှာမိဘုံဒီတစ်လုံးစီသူတို့တကားဝမှာချိတ်ဆွဲထားခဲ့ကြပါတယ်။လှပတဲ့အမျိုးသမီးနှစ်ယောက်ရဲ့ကြော်ရှင်ပြီးဆွဲဆောင်မှုရှိတဲ့ပုံရိပ်တွေကိုမြင်တော့တငယ်ချင်းဖြစ်သူကမိဘုံဒီတစ်လုံးကိုဆွဲယူပြီးအိမ်တစ်လုံးထဲကိုပြေးဝင်သွားခဲ့တယ်။မကြခင်မှာပဲတငယ်ချင်းဖြစ်သူရဲ့အတန်းကအိမ်ထဲကနေထွက်ပေါ်လာပြီးအရန်တက်တောင့်တက်တာရှိကြောင်းပြောခဲ့ပါတယ်။သူကဒီခီးစဉ်ဟာအလားတမဖြစ်ခဲ့ကြောင်းကြေညာခဲ့တယ်။ဒါကိုကြတော့လူငယ်ကပိုလို့တောင်စုံစမ်းစစ်ဆေးခြင်းစိတ်ပြင်းပြလာခဲ့တယ်။သူကမိဘုံတစ်လုံးကိုဖြုတ်ယူပြီးအထဲဝင်တော့မဲ့အချိန်လေးမှာပဲသူအစောပိုင်းကတွေ့ဆုံခဲ့တဲ့ကောင်မလေးကသူ့ကိုရုတ်တရက်တားဆီးခဲ့တယ်။တီကြီးတဲ့အမူအရာနဲ့ကောင်မလေးကလူငယ်ကိုအတွင်းထဲမဝင်ဖို့အကြံပေးခဲ့တယ်။ဘာလို့လဲဆိုတော့အကျိုးဆက်တွေကသူခံနိုင်ရရှိတာထက်ပိုများနေမှာမို့လို့ပါပဲ။သူမရဲ့စကားကြောင့်လူငယ်ကသူဖြုတ်ယူခဲ့တဲ့မိဘုံကိုပြန်ချိတ်ဆွဲခဲ့ပြီးရွာမှာတကယ်ပဲဘလို့ချိုးဝက်ချက်ရှိနေလဲဆိုတာကိုကောင်မလေးကိုမေးခဲ့တယ်။ကောင်မလေးကဒီလိုဝက်ချက်ကိုအပြင်လူတွေကိုမဖော်ထုတ်နိုင်ကြောင်းပြောခဲ့တယ်။သူမကလူငယ်ကိုအစောပိုင်းကသူမကိုကူညီခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းသာပြောခဲ့တယ်။ဒါကြောင့်မို့သူမကသူ့ကိုထွက်ခွာဖို့တတိပေးခဲ့တာဖြစ်ပါတယ်။သူကအမျိုးသမီးတွေရဲ့ဖျားယောင်းတွေးဆောင်မှုတွေကိုမတွန်းလှန်နိုင်မှာကိုစိုးရိမ်ပြီးမထွက်ခွာခင်မှာကောင်မလေးကလူငယ်ကိုစုံမစကားပြောခဲ့တယ်။သူတာတကယ်ပဲမတော်တဆခြံဝင်းတစ်ခုတည်းဝင်ရောက်ခဲ့ရင်အမျိုးသမီးတွေနောက်ကိုအိမ်ထဲအထိမလိုက်သွားတင်ကြောင်းပေါ့ဒီလိုပြောပြီးကောင်မလေးကရေမောခဲ့ပါတယ်။ကိုစုံမစကားပြောခဲ့တယ်။သူတာတကယ်ပဲမတော်တဆခြံဝင်းတစ်ခုတည်းဝင်ရောက်ခဲ့ရင်အမျိုးသမီးတွေနောက်ကိုအိမ်ထဲအထိမလိုက်သွားတင်ကြောင်းပေါ့ဒီလိုပြောပြီးကောင်မလေးကရေမောခဲ့ပါတယ်။လူငယ်ရဲ့ခေါင်းထဲမှာတော့အခုမေးခွန်းတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ရုတ်တရက်အိမ်ကြီးချင်းတကားတစ်ချက်ဖွင့်လာပြီးဆွဲဆောင်မှုရှိတဲ့အလှပကေးတစ်ယောက်ထွက်လျှောက်လာခဲ့ပါတယ်။အမျိုးသမီးကသူ့ကိုတစ်ချက်ပဲကြည့်လိုက်ပြီးအနှစ်30ကြာလူလွတ်ဖြစ်နေခဲ့တဲ့လူငယ်ကချက်ချင်းဆွဲလန်းသွားခဲ့ပါတယ်။သူကကောင်မလေးရဲ့အရင်ကတတိပေးစကားကိုလုံးဝမေ့လျော့သွားခဲ့တယ်။သူကတကားဝကမီးဘုံကိုဖြုတ်ယူပြီးအတွင်းထဲဝင်လျှောက်သွားခဲ့တယ်။လူဝက်ချက်ကဘာလဲဆိုတာကိုအတိအကျသိမြင်ဖို့ကြံရွယ်ရင်းပေါ်ခြံဝင်းထဲမှာအချောက်ခံဖို့လှမ်းထားတဲ့အဝတ်အစားတစ်ထည်ရှိနေပြီးမြေပြင်ပေါ်မှာတော့အမျိုးသမီးတွေရဲ့ပန်းထိုးဖက်နှက်တရံလဲလျောင်းနေခဲ့ပါတယ်။ဒါကိုမြင်တော့လူငယ်ကလှည့်ထွက်သွားခဲ့ပေမဲ့အိမ်ထဲကအမျိုးသမီးကသူ့ကိုပြန်ခေါ်ခဲ့ပါတယ်။မိဘုံအလင်းရောင်အောက်ကသူမရဲ့ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ကိုကြည့်ရင်လူငယ်ကချက်ချင်းအတိစိတ်လွတ်သွားခဲ့ပါတယ်။အမျိုးသမီးကသူ့ကိုအိမ်ထဲဝင်ချင်းရင်သူတို့ရွာရဲ့အထူးဖော်ဆက်ထားတဲ့လက်ဖက်ရည်ကိုအရင်ဆုံးတောက်သုံးရမယ်လို့ပြောခဲ့တယ်။သူမကအဲ့ဒါကိုတောက်သုံးလိုက်ရင်သူ့ခန္ဓာကိုယ်ကိုတမ်းမာစေုံသာမကနောက်ပိုင်းမှာပိုကောင်းတဲ့အတွေ့အကြုံကိုပါပေးစွမ်းလိမ့်မယ်လို့ဆိုပါတယ်။လူငယ်ကလက်ဖက်ရည်ကိုတောက်သုံးတော့မဲ့အချိန်လေးမှာပဲကောင်မလေးရဲ့တတိပေးစကားကိုတတိရသွားပြီးသူတို့ဆိုင်နေခဲ့ပါတယ်။သူကအမျိုးသမီးနောက်ကိုအိမ်ထဲလိုက်သွားတဲ့မသွားတဲ့မသိခဲ့ပါဘူး။အမျိုးသမီးကသူ့ကိုလက်ဖက်ရည်တောက်သုံးဖို့တိုက်တွန်းစားပြုလာခဲ့တယ်။မကြခင်မှာအရန်တာယာကြည်နူးွယ်ရာတွေလှုပ်ဆောင်စရာရှိကြောင်းပြောဆိုရင်းပေါ့။လူငယ်ကသူဒီနေရာကိုရောက်နေမှတော့အ ਨੇ ဆုံးတော့စမ်းတက်ကြည့်တင်တယ်လို့ထင်ခဲ့တဲ့တစ်ချိန်တည်းမှာပဲအိမ်ထဲမှာဘာလို့ဝက်ချက်ရှိလဲဆိုတာကိုရှာဖွေရင်းပေါ့ဒါကြောင့်သူကလက်ဖက်ရည်ကိုတကြိုက်သေးနဲ့ကုံအောင်တောက်သုံးလိုက်ပါတယ်သူအံ့ဩသွားလောက်အောင်ပဲသူ့ကောင်းကရုတ်တရက်မူးဝေလာခဲ့ပြီးသူတခုခုမားနေပြီဆိုတာကိုသဘောပေါက်ခဲ့ပေမဲ့သူကပင်ကိုအတိစိတ်နဲ့တကားကိုတွန်းဖွင့်လိုက်တော့မှပဲ